ဟဲငါဒီအနောက်မှာလေးဝင်းလေးထွက်ညုံဝမရှိဘူးမင်းအင်တာနက်လိုင်းမကောင်းရင်ငါ့ကိုလာဆဲအောင်မလားမင်းအင်တာနက်နှီးတယ်လို့ညီးနေတာငါအပြစ်မဟုတ်ဘူးအမျက်နှုံးလိုချင်ရင်ငါ့ကိုလေးဝင်းလေးထွက်ကောင်းတဲ့နေရာမှာထားဟဲမင်းငါ့ကိုဘလို့ဆက်ဆံနေတာလဲကြည့်ပါဦးငါမင်းရဲ့ဖုန်းပဲကွာမင်းရဲ့နေ့စဉ်အချစ်ဆုံးပစ္စည်းဒါပေမဲ့မင်းငါ့ကိုဒီလိုဆက်ဆံနေရင်ငါမခံနိုင်တော့ဘူးငါအဲ့အောက်မှာအသက်ရှူမရဘူးငါဘက်ထရီကိုချက်ချင်းအပူစုပုံလာပြီးမီးလောင်နိုင်တယ်ကွာလေးဝင်းလေးထွေရှိတဲ့နေရာမှာအားတွင်ပါအေးရအောင်မထားနဲ့ငါ့ကို100%မှာနိုင်ကြီးပြီးမထားနဲ့ငါ့ကိုမြန်အိုမင်းစီတယ်ညတိုင်းအားတွင်ကြိုးဖြုတ်ထားဟဲငါတို့ညစ်ပတ်နေတော့တုံးနေတာလားတန်ရှင်ရဲ့လှုပ်ဆန်းမလုံရင်အတန်တွေပြစ်မြည်ပြီးဘက်တီးရီးယားတွေနဲ့ပြောနေရမှာပဲအတန်ကိုလည်းအဆုံးထိတင်ပြီးတုံးနေပြန်ပြီအတန်ကျဲလွန်းနေမလဲငါစပီကာကိုပျက်စီးစေတယ်ကွာမင်းနားစီတွေကိုလည်းပျက်စီးစေလိမ့်မယ်အတန်ကိုလျှော့ပါတန်ရှင်းအောင်လုပ်ပါနောက်မှငါပြတ်သွားရင်မင်းမိုနေရမယ်